August 9 ရက်မှ17ရက်အတွင်းသတိပြုရမည့်မြို့နယ်များရခိုင်တနင်္သာရီအေရဝတီ August လ4ရက်ညနေ3နာရီတွင်ရရှိသည် Windy 850 HPA WindMap PCMWF GFS Icon Model များ၏ August လကိုရက်မှ17ရက်အထိခန့်မှန်းချက်ပုံရိပ်များကိုအခြေခံ၍ဘင်္ဂလားပင်လယ်အော်အနောက်တောင်မုတ်တုံလေနှင့်မြန်မာနိုင်ငံအပေါ်တက်ရောက်နိုင်သည့်မိုးလေဝသအခြေအနေများတိုင်ဖွန်းမုန်တိုင်းကြီး DOLPHIN နှင့်မုတ်တုံလေဆက်လက်အားကောင်းနေမည့်အခြေအနေဩဂုတ်9ရက်မှ17ရက်အတွင်းတိုင်ဖွန်းမုန်တိုင်းကြီး DOLPHIN သည်တရုတ်ပြည်အရှေ့တောင်ဘက်ကမ်းရိုးတန်းရှန်ဟိုင်းဝမ်ကျိုးကွမ်ကျိုးအနီးသို့ကုန်းတွင်းပိုင်းဖြတ်ကျော်ဝင်ရောက်ပြီးအာရုံနေသွားတော်လဲအားကောင်းသောလေဖိအားနှင့်ရပ်ဝန်းအဖြစ်တရုတ်ပြည်တွင်း၌ဆက်လက်တည်ရှိနေနိုင်ပါသည်မုန်တုံလေစီးကြောင်းမောက်တုံရောင်တန်းမုန်တိုင်းဤဆွဲအားကြောင့်အိန္ဒိယသမုဒ္ဒရာနှင့်ဘင်္ဂလားပင်လယ်အော်တို့မှအနောက်တောင်မုတ်တုံလေအားဆက်လက်ကောင်းနေပြီးမြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံဗီယက်နမ်နိုင်ငံတို့ဘက်သို့အတားအဆီးမရှိတိုက်ရိုက်တိုးဝင်နေသည်ကိုခရမ်းရောင်နှင့်ပန်းရောင်လေကြောစုံများအလထင်ရှားစွာတွေ့မြင်ရပါသည်မော်ဒယ်အေးဆောင်ခုစလုံးဤဩဂတ်စ်လကိုရက်မှ17ရက်ပြပုံများအရဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့်အိန္ဒိယနိုင်ငံကမ်းလွန်ပင်လယ်ပြင်တွင်အရေးပါသောဖြစ်စဉ်တစ်ခုကိုတွေ့ရှိရပါသည်ဩဂတ်စ်9ရက်နေ့အခြေအနေဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းဘင်္ဂလားဒေ့ရှ်အိန္ဒိယအိုဒီရှာကမ်းလွန်တွင်လေဝဲစနစ် cyclonic circulation သို့မဟုတ်လေဖိအားနှင့်ရပ်ဝန်း low pressure area တစ်ခုစတင်အားကောင်းလှည့်ပတ်လာပါသည်ဩဂုတ်17ရက်နေ့အခြေအနေ ICOM model အရဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင်ပုံမရှင်းလင်းသောလေဖိအားနှင့်ရပ်ဝန်းလေဝဲ997 HPA ပြတ်သားစွာဖြစ်ပေါ်လာနေသည်ကိုတွေ့ရပါသည် ECMWF နှင့် GFS model များတွင်လည်းအဆိုပါဒေသတစ်ခုလုံး၌လေထုမငြိမ်မသက်မှုပုံမမြင့်မားလာပြီးမုတ်တုံလေစီးကြောင်းအဖြစ်အိန္ဒိယနိုင်ငံအတွင်းပိုင်းနှင့်မြန်မာနိုင်ငံအထက်ပိုင်းအလယ်ပိုင်းသို့ရေခိုးရေငွေ့ကျွဲဝသောလေများဇက်တိုက်တွန်းပို့ပေးနေပါသည်မြန်မာနိုင်ငံအပေါ်တက်ရောက်နိုင်သည့်မိုးလေဝသအခြေအနေခန့်မှန်းချက်အထက်ဖော်ပြပါ850 HPA လေကြောင်းပြပုံများအရဩဂတ်စ်9ရက်မှ17ရက်အတွင်းမြန်မာနိုင်ငံတဝန်းတွင်အောက်ပါမိုးလေဝသအခြေအနေများဖြစ်ပေါ်နိုင်ပါသည်မိုးရွာသွန်းမှုအခြေအနေမြန်မာနိုင်ငံတောင်ပိုင်းတနင်္သာရီတိုင်းမြစ်ဝကျွန်းပေါ်အေရဝတီရန်ကုန်နှင့်ရခိုင်ကမ်းရိုးတန်းဒေသများတွင်မုတ်တုံလေအလွန်အားကောင်းသည့်အတွက်မိုးကြီးခြင်းမိုးသည်းထန်စွာရွာသွန်းခြင်းများမပြတ်ဖြစ်ပေါ်နိုင်ပါသည်မြန်မာနိုင်ငံအလယ်ပိုင်းနှင့်အထက်ပိုင်းစကိုင်းတိုင်းမန္တလေးတိုင်းကချင်ရှမ်းပြည်နယ်တို့တွင်ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းလေဖိအားနှင့်ရပ်ဝန်းနှင့်မုတ်တုံလေစီးကြောင်းတို့ပေါင်းဆက်ကဆွတ်သောလေထုကိုဆွဲယူသွင်းပေးမည်ဖြစ်သဖြင့်မိုးတိမ်တောင်များအားကောင်းစွာဖြစ်ထွန်းပြီးနေရာကွက်၍မိုးကြီးခြင်းနှင့်လျှက်တစ်ပြက်မိုးကြိုးမုန်တိုင်းများဖြစ်ပေါ်နိုင်ပါသည်ပင်လယ်ပြင်အခြေအနေမြမကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်လှိုင်းကြီးမီလှိုင်းအလွန်ကြီးမီဖြစ်ပြီးမုတ်တုံလေအားကောင်းသဖြင့်လေတိုက်နှုန်းမှာနာရီလျှင်35မိုင်မှ40မိုင်အထိလေပြင်း WINDKST တိုက်ခတ်နိုင်ပါသည်သုံးသက်အချင်းချုပ်တိုင်ဖွန်းမုန်တိုင်း DOLPHIN တရုတ်ပြည်တွင်းသို့ဝင်ရောက်သွားတော်လဲဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင်လေဖိအားနှင့်ရပ်ဝန်းစနစ်အသစ်တစ်ခုကိုလှုံ့ဆော်ပေးလိုက်တဲ့ကဲ့သို့ဖြစ်စေပြီးအနောက်တောင်မုတ်တုံလေကိုပုံမအားကောင်းစေပါသည်ထို့ကြောင့်ဩဂုတ်လကိုရက်မှ17ရက်အတွင်းမြန်မာနိုင်ငံကမ်းရိုးတန်းဒေသများရခိုင်တနင်္သာရီအေရဝတီ၌ရေကြီးရေရှမ်းမှုနှင့်လှိုင်းကြီးမှုအန္တရာယ်ကို၎င်းအလယ်ပိုင်းနှင့်အထက်ပိုင်းဒေသများ၌လျှက်တစ်ပြက်မိုးကြီးခြင်းနှင့်မိုးကြိုးလေပြင်းအန္တရာယ်ကို၎င်းဆက်လက်သတိပြုရန်လိုအပ်မည်ဖြစ်ပါသည်မိုးလေဝသပညာရှင်ဆရာဦးဝင်းနိုင်၏ခွင့်ပြုချက်ဖြင့်ပြန်လည်ဖော်ပြသောသတင်းဖြစ်သည်